18 minutes လောက်ကြာနေပါတော့ဆိုတော့ကြီးကုန်တော့မဟုတ်တယ်အခုချီတူပေါ့နော် Okay ဆိုတော့ဒါမနက်6နာရီရှိပြီပေါ့နော်ဒီဟိုတယ်နေပြီးတော့စားထွက်မှာဖြစ်ပါတယ်စားထွက်ပြီးတော့ဒီနေ့ကတော့ကြီးလုံးတောင်းမှာဖြစ်ပါတယ်အရင်ဆုံးဆိုင်ကအရင်ဆုံးတွားအဲ့ရမယ်ပေါ့နော်ဆိုတော့ဒီဟိုတယ်ကအရင်မိုက်လို့ပြန်တော့မပြန်ချင်တော့ Okay ဆိုတော့တွားလိုက်ပါဦးမယ်โอเคဆိုတော့ဒါကျွန်တော်အခုမနက်စားပြီးတော့အခုရထားဂိတ်ထဲကိုဝင်တော့မယ်ပေါ့နော်โอเคဆိုတော့အခုရထားစားစီရပြီဒီတော့တော့ဒီခီးဆိုမှကျွန်တော်ပေါ့ပေါ့နော်ဆိုတော့ကြီးလုံးတော့လာပါပြီကြီးလုံးမှာတော့မိုးရအနေရပေါ့နော်ကြီးလုံးတော့မဟုတ်တယ်အခုချီတူပေါ့နော်ချီတူကနေအခုကြီးလုံးဆက်တော့မှဖြစ်ပါတယ်ဆိုတော့ကျွန်တော်အခုဒါ local train ကိုပြန်စီးမှာပေါ့နော်ဆိုတော့ဒီမှာကျွန်တော်နောက်မှာကြီးလို့ရတယ်ကျွန်တော်အခုကြီးလုံးတောင်းမှာဆိုတော့ဒီတောင်းပေါ့နော်တစ်နှစ်လေးသူ8နာရီမှာရှိရယ်ဆိုတော့တစ်နှစ်တည်းကကြီးလုံးတောင်းမှာပေါ့နော် local train ဒါ 2B ဆိုတော့ကျွန်တော်ကဒါ3ဆိုတော့သူ့ကိုလိုက်ရှာမှာပေါ့နော် Okay ဆိုတော့ဒါ local train ကတော့အခုဒီဒီက18 minutes လောက်ကြာနေပါတော့ဆိုတော့စောင့်နေပါတယ်ဆိုတော့နောက်ဆုံးတော့ကြီးလုံး train station ပေါ့နော်ရောက်လာပြီဆိုတော့အခုပထမဦးဆုံးထုံးစံတိုင်းပဲဆိုင်ကငားမယ်ဆိုင်ကငားပြီးတော့အမှန်တော့ဒီနေ့ scuba diving လုပ်ဖို့စီစဉ်ထားတာပေါ့ဒါပေမဲ့လည်းဒီနေ့ပင်လယ်ထဲမှာ line အရင်ကြီးရလို့ကြားရဲဆိုတော့ခုနမေးကြည့်တော့လည်းမရဘူးလို့ပြောရဲပေါ့နော်ဆိုတော့အဲ့ဒါတော့မလုပ်ဖြစ်တော့ဘူးပေါ့နော် Okay ဆိုတော့အခုဒါဆိုင်ကငားပြီပေါ့နော်ဆိုင်ကလည်းအတူတူပဲဒီနေ့တနေ့စားတော့ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်ဒီနေ့ဒီမှာလဲပြည့်နေဒီညထိုင်ပြီးပြန်မှာပေါ့နော်ဆိုတော့ဒီနေ့တရက်စာပေါ့နော်400ပေးရတယ်ဆိုတော့အရင်ဆုံးစီကားထည့်ရမယ်ပေါ့နော်ဒီဆိုင်ကစီမရှိတော့ဘူး Okay ဆိုတော့ let's go ကျွန်တော်အခုရောက်နေတဲ့နေရာကတော့ National Museum of Marine Science and Technology ဖြစ်ပါတယ်ဆိုတော့ဒီနောက်မှာပါကျွန်တော်အခုကတော့ဒါလက်မှတ်ဝယ်ပြီးရတယ်ပေါ့နော်လက်မှတ်က200ပေးရတယ်ဆိုတော့အခုစပြီးတော့ဝင်ပြီပေါ့နော်အထက်မှာဘာရှိလဲဆိုတာလိုက်ကြည့်ကြည့်မယ် Okay ဆိုတော့ဒီမှာစဝင်ပြီပေါ့နော် Wonders of the Deep Sea Gallery ပေါ့နော်ဆိုတော့အရင်ဆုံးကနန်းအရင်တွေ့ရပါတော့တော့ဒီနေ့လူတိတ်မရှိဘူးပေါ့နော်ဒါပေမဲ့အားငယ်ပါဘူးနောက်မှာကလေးတွေဖွဲ့လာပြီပေါ့နော်ဆိုတော့ဒီမှာဆိုလို့လက်တွေ့လုံးရဟာရှိရအောင်ဆိုတော့ကလေးတွေကြိုက်Okay ဆိုတော့ဒီမှာဒါသူလက်တွေ့လုံးတဲ့ဟာပေါ့ဒီပိုက်ကုန်ဆွဲတဲ့ဟာပေါ့နော်ဒီလိုလက်တွေ့လုပ်လည်းရတယ်ဆိုတော့ဒီနေ့ရတော့ပေါ့အကြောင်းသားတွေလာပြီးလိမ့်လာကြတာများတယ်ပေါ့နော်
ဒီဘက်မှာတော့သူအာကာသနဲ့ဆိုင်တဲ့ဟာတွေပေါ့နော်အားလေးပြထားတယ်ဂျိုးတွေပေါ့နော်ဂျိုးတို့ဒီမေအဖွဲ့အစည်းတွေပေါ့နော်ဒီဘက်ပြထားတယ်ဒီမှာကလေးတွေအများကြီးပဲပေါ့နော်ဒီကြီးတွေချိုးရှိတယ်ဟိုတော့ဆူနာမီဖြစ်ပေါ်လာတဲ့ပုံပေါ့နော်ဒီတေးပြထားပေါ့ကဲတော့ခုနလွာရောက်လာပြီပေါ့နော်ခုနလွာမှာတော့ဒါတင်ဘောတစည်းမှာရှိတဲ့ပစ္စည်းတွေပေါ့နော်သူတို့ဘာလို့ဆိုရင်ပြထားတယ်ပေါ့နော်ဒီမှာအဓိကတင်ဘောနဲ့သက်ဆိုင်တဲ့ဟာတွေပေါ့နော်ခုနလွာမှာတော့โอเคဆိုတော့ကျွန်တော်ဒီမှာဒီခုနလွာထိပတ်ကြည့်ပြီးတော့ပေါ့နော်ကိုယ့် vlog ရိုက်နေရဆိုတော့ vibe မျိုးမရတော့ဘူးပေါ့နော်လာပြီးတော့လိမ့်လာရေးခီးလို့ပါလို့ခံစားချက်မျိုးကြီးပေါ့နော်ကဲဆိုတော့ဒါ game show ရပါတော့โอเคဆိုတော့ဒီပြတိုက်ရတော်လေးကိုကြီးရပေါ့နော်ဒါဝင်ချင်းနေရနဲ့တော်များလေးလာလို့ရတယ်အထူးသဖြင့်ဒီပင်လေနဲ့ဆိုင်နေဟာပေါ့နော်တော်လေးမိုက်တယ်ဆိုတော့ကျွန်တော်အခုဒါမနက်ပိုင်းတစ်ပိုင်းလုံးတော့ဒီမှာပဲအချိန်ကုန်သွားရပေါ့နော်ဆိုတော့အခုနေ့လည်စားပြီးတော့နောက်ထပ်တစ်နေရာတောင်းအောင်ဖြစ်ပါတယ်ဆိုတော့အဲ့ဒီနေရာဒီခီးစင်ရဲ့နောက်ဆုံးနေရာဖြစ်လိမ့်မယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်ညနေဆိုရင်ဒါထိုင်ပြီးပြန်တော့မှာဆိုတော့โอเคဆိုတော့စောင့်ကြည့်ပေးကြပါဦး